ဒီကောင်လေးဟာအကြောင်းကအနိုင်ကျင့်တတ်တဲ့လူမရဲ့အင်ဂျီကိုဆွဲဖြဲပြီးဝါးစားလိုက်ပါတယ်အဲ့ဒီနောက်အင်ဂျီစာကိုသူ့ရဲ့လေဘင်းမှာပတ်ပြီးကိုပြန်လည်ညှစ်တက်ပါတော့တယ်အဲ့ဒီအချိန်မှာမြစ်ထဲမှာရေကူးနေတဲ့လူမိုက်ဟာရုတ်တရက်အသက်ရှူရကျက်လာပြီးလေဘင်းကိုတကူကလာညှစ်ထားသလိုခံစားလိုက်ရပါတယ်မကြခင်မှာပဲတိုနီရဲ့မျက်နှာဟာနေရဲလာပေမဲ့သူကတော့မရက်တန့်ခဲ့ပါဘူးကမ်းခြေမှာအနားယူနေကြတဲ့လူမိုက်ရဲ့တငယ်ချင်းတွေဟာတကူမားနေပြီဆိုတာကိုရုတ်တရက်သတိပြုမိသွားကြပါတယ်တငယ်ချင်းတယောက်ကသူ့ကိုကဲဖို့ရေထဲကိုချက်ချင်းခုန်ဆင်းသွားပေမဲ့ရေထဲကနေဆွဲတင်လိုက်တဲ့အချိန်မှာတော့အဲ့ဒီလူမိုက်ဟာတေဆုံးသွားခဲ့ပါပြီဒါဟာတိုနီရဲ့ထူးခြားဆန်းပြတဲ့စွမ်းအားပဲဖြစ်ပါတယ်သူဟာကိုဘာပဲလုပ်အဲ့ဒီတန်ရာတန်ချက်တွေဟာတခြားသူပြစ်မှတ်ထားတဲ့သူစီမှာသွားပြီးဖြစ်ပေါ်စေတာပါသူဟာဒီစွမ်းအားကိုအသုံးပြုပြီးကျောင်းမှာသူ့ကိုအနိုင်ကျင့်ခဲ့တဲ့လူမိုက်ကရေကိုကလည်းစားချေခဲ့ပါတယ်နောက်တော့ဓာတုဗေဒအတန်းထဲမှာတိုနီဟာတခြားလူမိုက်တယောက်ရဲ့ရေးစားကိုတွားရောက်ပါကြီးလုပ်တဲ့အတွက်အဲ့ဒီလူမိုက်ဟာဒေါသအိုးပေါက်ကွဲသွားပါတယ်လူမိုက်ကတိုနီမျက်နှာကိုအက်ဆစ်နဲ့လှမ်းပက်လိုက်ပေမဲ့အားလုံးအံ့ဩသွားရတာကတိုနီမှာဘာဒဏ်ရာမှမရရှိခဲ့ပါဘူးအဲ့ဒီအစားအဲ့ဒီလူမိုက်ဟာသူ့ရဲ့မျက်နှာအရေပြောကျလာတဲ့အတွက်နာကျင်စွာနဲ့အော်ဟစ်ပါတော့တယ်နောက်ဆုံးကျန်တဲ့လူမိုက်ကတော့အခုဆိုရင်တေးလူမတက်ကြောက်လန့်နေပါပြီဒါပေမဲ့တိုနီကတော့ကလေးစားချေဖို့အပြတ်သက်ဆုံးဖြတ်ထားပါတယ်ဒါကြောင့်သူဟာလူမိုက်ရဲ့ကားထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးခြေအိတ်တွေကိုယူလိုက်ပါတယ်သူဟာအဲ့ဒီခြေအိတ်တွေကိုစားပစ်လိုက်ပြီးလျှက်စစ်လုံးဘူးထောက်ဒရယ်ကိုအသုံးပြုပြီးသူ့ရဲ့ခြေထောက်ကိုဖောက်ထွက်အောင်ချင်းကြီးတွင်းတူလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာရန်သူလူမိုက်ဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဒါပေမဲ့တိုနီကတော့အားမရသေးပါဘူးသူဟာအဲ့ဒီလုံးဘူးကိုအသုံးပြုပြသူ့ရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကိုပါထပ်မံဖောက်ထွင်းလိုက်ပါတော့တယ်